သူကြိုက်တဲ့မိန်းကလေးကသူမရှိတဲ့အချိန်မှာအောင်တော်နဲ့ချင်းတွေ့လိုက်မယ်လို့အဲ့ဒီလူကဘယ်တော့မှမထင်ထားခဲ့ပါဘူးဂျက်ဟာမိစ္ဆာဘရင်ရဲ့အတန်မာဆုံးလက်အောက်ငယ်သားတစ်ယောက်အနေနဲ့မီယာမိုက်ကိုချစ်မိသွားတဲ့အတွက်မိစ္ဆာဘရင်ကိုတစ္ဆာဖောက်ခဲ့ပါတယ်ဒါကြောင့်သူရဲ့ကောင်းဖွဲ့ဟာမိစ္ဆာဘရင်ကိုအောင်မြင်စွာနှိမ်နင်းနိုင်ခဲ့တာပါဒါပေမဲ့အလဲလဲအနေနဲ့သူပြန်ရရှိခဲ့တာကတော့ဒါပါပဲမီယာကတော့အစကအဲ့ဒီလူနဲ့တွေ့ပြီးတာနဲ့ချက်ချင်းရင်းပယ်ကိုစီစဉ်ထားခဲ့တာပါနီးပညာအရပြောရရင်သူမအဲ့ဒီလိုပဲလုပ်ခဲ့ပါဒါပေမဲ့မျက်မှန်တဲ့လူကတော့တကယ် professional တစ်ယောက်ပါရင်းပယ်ခံရပြီးတာနဲ့သူကနီးပြူဟာကိုချက်ချင်းပြောင်းလဲလိုက်ပါတယ်သူကမီယာကိုရုတ်တရက်ချီးကျူးစကားတွေဆိုပါတော့တယ်သူမမိစ္ဆာဘရင်ကိုနှိမ်နင်းပေးခဲ့လို့ကဘာကြီးဟာနောက်ဆုံးမှာတော့ရေပေါ်စီငင်းငင်းရေးကိုပြန်လဲရရှိသွားခဲ့ပြီလို့ပြောပါတယ်ဒါပေမဲ့မိစ္ဆာဘရင်ကိုဖြုတ်ချဖို့အတွက်အချို့နိုင်ငံတွေဟာကိုချင်းတရားကိုလုံးဝဂရုမစိုက်ခဲ့ကြပါဘူးသူတို့ဟာအာဏာရှိတဲ့သူတွေကိုပဲသူရဲကောင်းတွေဖြစ်အောင်ရွေးချယ်ခဲ့ကြပါတယ်အဲ့ဒါကရှုပ်ထွေးမှုတွေအများကြီးဖြစ်စေခဲ့တာပေါ့ဂျော့ချကနိုင်ငံတိုင်းရဲ့ကြွယ်ရာကရည်ရွယ်ချက်တွေကိုနားလည်ပါတယ်သူရဲကောင်းဖွဲ့တွေဖွဲ့စည်းတာဟာတရားမျှတမှုတက်တက်အတွက်မဟုတ်ခဲ့ပါဘူးအဲ့ဒါကမိစ္ဆာဘရင်ကြာဆုံးပြီးနောက်အာဏာအတွက်တိုက်ပွဲဝင်မှုဖြစ်ပါတယ်ဒါပေမဲ့မီယာရဲ့နိုင်ငံမှာတော့ပညာရှိပြီးအရေးချင်းရှိတဲ့ဘရင်တစ်ပါးရှိပါတယ်ဒါကြောင့်လဲသူကဒီကမ်းလှမ်းချက်ကိုသဘောတူခဲ့တာဂျော့ချကမီယာကိုလက်ထပ်တည်၍ဒီနိုင်ငံဟာမဟာမိတ်အဖြစ်ဖွဲ့စည်းနိုင်မှာပါပြီးတော့ကောက်ကျစ်တဲ့အဲ့ဒီနိုင်ငံတွေကိုလည်းထိန်းချုပ်ထားနိုင်မှာဖြစ်ပါတယ်ဒီလိုကိုချင်းတရားဆိုင်ရာဖိအားမျိုးနဲ့ရင်ဆိုင်ရတဲ့အခါမီယာဘယ်လိုပြန်ပြောရမှန်းမသိဖြစ်နေပါတယ်ဒါကိုမြင်တော့ဂျော့ချကသူမကိုအလုံးမတိုက်ပါဘူးသူကလက်ထပ်ပွဲကိစ္စကိုလောလောဆယ်ပေးဖယ်ထားလိုက်ပါတယ်အမှန်တော့သူဒီမျိုးကိုရောက်နေတာတော်တော်ကြာပါပြီအဲ့ဒီကာလအတွင်းမှာသူဒီနိုင်ငံရဲ့ယဉ်ကျေးမှုကိုလေ့လာနေခဲ့တာပါမှုမှန်မျိုးနဲ့တယောက်အနေနဲ့တခြားနိုင်ငံတွေကိုနားလည်ခြင်းကမလိုအပ်တဲ့ပြိပခါတွေကိုတားဆီးပေးနိုင်မယ်လို့သူယုံကြည်ပါတယ်ဒါကြောင့်သူကတောင်းဆိုချက်တစ်ခုရှိပါတယ်မီယာချိန်ရမယ်ဆိုရင်သူမအနေနဲ့သူ့ကိုမျိုးအနှက်လိုက်ပြပေးဖို့မျှော်လင့်ပါတယ်ပြီးတော့နိုင်ငံကြောင်းပို့ပြီးတင်ပေးဖို့ပေါ့တစ်ချိန်တည်းမှာပဲချက်ကတော့သူရဲ့ကောင်းတဲ့အတူအပြင်ရောက်နေပါတယ်တာရဒရိတ်ဆန်တွေကိုနှိမ့်နေတဲ့ mission တစ်ခုပေါ်မှာပေါ့ဒါပေမဲ့မီယာအောင်တော်နဲ့ချင်းတွေ့ဖို့သွားခဲ့တယ်ဆိုတာကိုသူမမျှော်လင့်ပဲသိလိုက်ရပါတယ်သူရဲ့ကောင်းကသူမကိုတားဖို့တောင်စူးစမ်းခဲ့ပါသေးတယ်ဒါပေမဲ့မီယာကဒါဟာဘရင်အမိန့်ဖြစ်လို့သူမမှရွေးချယ်စရာမရှိဘူးလို့ပြောပို့ပြီးဆိုတာကတော့သူမရဲ့ချင်းတွေ့ဖို့ဟာအခြားနိုင်ငံကသူရဲ့ကောင်းတစ်ယောက်ဖြစ်နေတာပါပဲပြီးတော့နေသားကြီးတစ်ယောက်ရဲ့အမွေဆက်ခံသူလည်းဖြစ်ပါတယ်ချက်ကတော့ဆက်ပြီးတိမခံနိုင်တော့ပါဘူးသူရဲ့ကောင်းကိုထားခဲ့ပြီးချက်ချင်းပြန်ပြေးလာပါတယ်မီယာဘာလို့ဒါကိုသူ့ကိုဖုံးကွယ်ထားလဲဆိုတာသူနားမလည်နိုင်ဖြစ်နေပါတယ်မီယာကတော့ကြောက်ချနဲ့အတူမိထားမဲ့ကလေးတွေဟာမှတနေ့ကင်းလုံးအချိန်ကုန်လုံးစေခဲ့ပါတယ်သူတို့နှစ်ယောက်လုံးတကယ်ကိုပျော်ရွှင်နေကြပါတယ်မူမှန်မိသားစုရဲ့အမွေဆက်ခံသူတစ်ယောက်အနေနဲ့ကြောက်ချဟာအမြဲတမ်းအလုပ်ရှုပ်နေခဲ့တာပါစာဖတ်ခြင်းနဲ့ဓာရီလေ့ကျင့်ခြင်းတွေနဲ့ပေါ့သူဟာတာမန်လူတွေနဲ့ထိတွေ့ဆက်ဆံဖို့အခွင့်အရေးခဲရင်ခဲ့ပါတယ်ဒါပေမဲ့သူရဲ့ကောင်းဖွဲ့တဲ့ဝင်ပြီးမိစ္ဆာဘရင်ကိုနှိမ်နင်းဖို့ထွက်လာခဲ့ပြီးနောက်မှာတော့သူအတွေ့အကြုံတစ်တွေအများကြီးရရှိခဲ့ပါအဲ့ဒါကြောင့်မလို့သူတာမန်လူတွေကိုပို့ပြီးတော့တောင်ကာကွယ်ပေးချင်လာတာပါမီယာကလည်းအဲ့ဒီပန်းနိုင်စီကိုပဲဥတီလှုပ်ဆောင်နေတာဖြစ်ပါတယ်ဒါကြောင့်သူမတစ်ချိန်ကအာနာရှိသူတစ်ယောက်ကိုမေးခဲ့ပူပါတယ်私はその人の隣に並べるようになりたいです私にも目標とする人がいますソレイユさんもですかはいではお互いまだまだ修行の身ですね全くですဒါပေမဲ့လမ်းခွဲပြီးနောက်မှာတော့မီယာပြန်ပြီးစိတ်ပူလာပြန်ပါတယ်နောက်ဆုံးထိသူမကြောက်ကြကိုရှင်းရှင်းလင်းလင်းမငင်းပယ်နိုင်ခဲ့ပါဘူးသူမချက်ပေးထားတဲ့ဆွဲကြိုးလေးကိုထုတ်ကြည့်နေပါတယ်အဲ့ဒီအချိန်မှာပဲဂျက်ဟာတနေ့နဲ့တညလုံးမနာနဲ့ခီးနေလာခဲ့တယ်ဆိုတာသူမမသိပါဘူးသူမျိုးကိုရောက်ခါနီးအချိန်မှာတင်ကိုပြောက်တက်ကိုတုံးဖို့စူးစမ်းခဲ့ပေမဲ့ရုတ်တရက်တိုက်ခိုက်ခံလိုက်ရပါတယ်တစ်ဖက်လူကမိစ္ဆာတကောင်ဘာလို့ဒီကိုရောက်နေတာလဲဆိုတာသိချင်နေပါတယ်ဂျက်မီယာရဲ့မျက်နှာကိုပြန်လည်မြင်အောင်လာပါတယ်သူကမိစ္ဆာတကောင်ပဲသူမကိုတွားတွေးလို့ဘာထူးမှလဲဒါပေမဲ့မျိုးရဲ့ညင့်ကင်းဖွဲ့ကသူ့ကိုသတိပြုမိသွားပါပြီရွေးချယ်စရာမရှိတော့တဲ့အတွက်ဂျက်မျိုးတွေကနေဆုတ်ခွာခဲ့ရပါတယ်မကြခင်မှာပဲမီယာသတင်းရရှိခဲ့ပါတယ်တစ်ချိန်တည်းမှာဂျက်လည်း Guy Duel ကနေတဝန်တော်တစ်ခုရရှိခဲ့ပါတယ်ဘာအကြောင်းကြောင့်လဲမသိပဲသူဟာအလိုရှိသူစည်ရင်းနဲ့အတွင်းခံလိုက်ရပါတယ်နောက်တစ်နေ့မှာတော့စစ်တီတော်တွေဟာလုံခြုံရေးကိုတိုးမြင့်လိုက်ကြပါတယ်ဂျက်ကတော့သူ့ရဲ့ရှိနေမှုကိုဖျောက်ဖျက်ရင်းမျိုးတွေကိုခိုးဝင်ဖို့ပဲတက်နိုင်ပါတော့တယ်ဒါပေမဲ့မီယာကသူ့ကိုချက်ချင်းမှတ်မိသွားပါတယ်မီယာソレイユさん大丈夫です知ってる人ですからどうしたんですかその怪我はမီယာကဂျက်ရဲ့တန်ရာတွေကိုချက်ချင်းကုသပေးပါတယ်မီယာကဂျက်ကိုသူမသိတဲ့သူလို့ပြောပေမဲ့ကြောချကတော့သူ့ကိုတန်တရားဝင်နေတော့မှာပဲဂျက်လဲကြောချဟာသူမရဲ့ချင်းတွေ့ဖို့ဆိုတာကိုရိပ်မိသွားပါတယ်ဂျားထဲကနေမနှောက်ချက်ချင်တဲ့အတွက်သူတမင်တကာအကွာအဝေးတစ်ခုမှနေလိုက်ပါတယ်そうでしたか申し遅れました私はソレイユ・グレスハートセシリア殿に求婚しているものですヨキさんお話ししていませんでしたがごめんお見合いに邪魔してそれじゃあ良い一日を